ဒီနေ့ကတော့အရန်အရသာကောင်းပြီးရောင်းတန်းဝင်တဲ့ strawberry တင်ခြင်းအနှစ်ဆက်နီးကိုတိချင်နေတဲ့သူတွေအတွက်ဘယ်လိုမျိုးဖြော်ရလဲဆိုတာတွားကြည့်ကြမယ်တွားမကြည့်ခင်တယောက်တစ်ခုစီ share မယ်ဘယ်လိုဖြော်ရလဲဆိုတာတွားကြည့်ကြမယ်လားအရင်ဦးဆုံး strawberry အနှစ်တွေကိုချန်တို့60 ml ထည့်ပေးရတယ်နော်60 ml ထည့်ပြီးရင်ခွက်ကိုနည်းငယ်လေးစောင်းပြီးလိုက်ဒါလို့ဆိုရပြီရေခဲထည့်လိုက်မယ်နော်ရေခဲထည့်မယ်ရေခဲထည့်ပြီးသွားရင်တော့ချန်တို့ဒိန်ကျင်စတင်ထည့်မယ်ပေါ့နော်ဒါကကြတော့ချန်ကဒိန်ကျင်အဖက်တွေရဲ့နွားတို့ရဲ့နှုတ်စီရဲ့ကိုအချိုးကြကြလေးတော့ဆက်ထားတဲ့ဟာလေးဖြစ်တယ်တကယ်လို့ဒီလိုဖြောဆက်နေသိချင်တယ်ဆို comment မှာရေးခဲ့ပြီနော်ဒါကိုထည့်လိုက်မယ်လောက်ဆိုရပြီအပေါ်ဆုံးမှာတော့ရိုးရိုးတာမန်သိန်းချင်းအနှစ်တွေကိုနည်းနည်းလေးထည့်လိုက်မယ်ပေါ့နော်ဒါကတော့ချန်တို့ခွက်ကြီး site ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဆိုရင်အရန်အရသာကောင်းပြီးတော့မှရောင်းတန်းဝင်တဲ့ strawberry ဒိန်ကျင်အရသာဆက်နီးလေးကိုပြောပြလိုက်ပြီးဖြော်နီးလေးကိုလိုက်ဖြော်တက်ကြလိုက်မယ်လို့လည်းယုံကြည်တယ်တကယ်လို့ကိုတိုင်းအေးပိုင်းတွေ coffee ပိုင်းတွေကိုကိုတိုင်းဆိုင်ဖွင့်ထားတဲ့သူဒီအရသာတွေကိုနောက်ထပ်တစ်ဆင့် next level တွားချင်တဲ့သူတွေကတော့ကျွန်တော် the best one next level လုပ်ငန်းရှင်ကြီးတွေအတွက် update တင်ချင်တဲ့သူတွေကိုဖွင့်ပေးမယ်အပြင်တွေ VIP တင်နန်းကြီးစီတယ်ပေါ့နော်သူက6လပိုင်း29 28နှစ်ရက်တင်နန်းကြီးအဲ့ထဲမှာဘာတွေပါမှာလဲဆို coffee ပိုင်းတွေမာချာပိုင်းတွေဒီလိုအတီးအရသာတွေဒိန်ကျင်ဆက်နီးတွေနွားနို့အရသာဆက်နီးတွေပါမယ်အသေးစိတ်အတန်းကြီးပုံမှန်တင်နန်းကြီး6သိန်း9000ကိုကြိုအပ်တဲ့သူ9ဦးအတွင်းကိုကျွန်တော်9သိန်းခွဲနဲ့ရတယ်နှစ်ရက်တင်နန်းကြီးအဲ့တော့ကိုတိုင်းကိုနောက်ထပ်တစ်ဆင့်တက်ဖို့ခွင့်ပြုထားတယ်ဆိုကျွန်တော်ဒီလာမဲ့6လပိုင်းမှာအပြင်တွေ့မှာလာဆောင်ကြမယ်အားလုံးကိုကျေးဇူးပါ